အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေသွေးတန်ရည်ရည်နဲ့ကွဲပြဲနေအောင်ထိုးသက်ခဲ့ပေမဲ့ထိုင်းတိုင်နေရဲ့မျက်လှည့်ပြမှုကြောင့်ရာသင်တဲ့အနိုင်ကိုလက်လွတ်လိုက်ရတဲ့ကြော်စွာဝင်း damage ပိုင်းမှာရော PRP ထိုးသက်နိုင်မှုမှာပါဖက်ဖက်ကတာလွန်နေခဲ့ပေမဲ့ Asian Thai Fighter ကိုအနိုင်ပေးသွားတဲ့ One Lambani ရဲ့ဆုံးဖြတ်ချက်ကတော့တကယ်ကိုညှင်းပွားစရာဖြစ်ခင်ရပါတယ်ဒီနေ့မှာတော့ပရိသတ်တွေကြားမှာတော်လေးကြရက်ရိုက်သွားတဲ့ကြော်စွာဝင်းနဲ့ကွန်မောင်ဝစ်တို့ဟာအားလုံးထင်ထားသလိုတကယ်ပဲလုပ်ပွဲလားပွဲဆဆချင်းပထမအချိန်မှာတင်ကွန်မာဝစ်ကအရင်ပွဲတွေနဲ့မတူပဲနီးပြူဟာကိုလုံးဝပြောင်းလဲလာတာတွေ့ရပါတယ်။မြန်မာဖိုက်တာတွေအတိုင်းဝင်းလုံးတဲ့စတိုင်ကိုမသုံးဘဲအနောက်ကိုဆုပ်ပြီးကောင်တာကိုတန်ပြန်ဆောင်ထိုးတဲ့ကစားကွက်ကိုအသုံးပြုသွားပါတယ်။ဒါပေမဲ့ကျော်စော်ဝင်းကတော့နောက်မဆုပ်ပဲဘော်ဒီဒီကိုရတဲ့လောက်နိုင်တယ်။အနီးကပ်ချုပ်ထိုးတွေနဲ့ဖိအားပေးခဲ့တဲ့ပထမအချိန်မှာတင်လက်သေးချက်တွေထိမိမှုပိုင်းမှာကျော်စော်ဝင်းကပိုတာနေခဲ့တာကိုအားလုံးအမြင်ပဲဖြစ်ပါတယ်။ဒုတိယချီကိုရောက်တဲ့အခါမှာတော့ပွဲရတကယ်ကိုထွတ်ထိပ်ကိုရောက်သွားခဲ့ပါတယ်။နေအောင်စလုံးတဲမဲစောင့်ကြရင်ကွဲပြဲသွားကြပြီးသွေးရည်ရဲလာကြတဲ့အထိချက်သီးထစရာကောင်းခဲ့ပါတယ်။ဒီချိန်မှာကျော်စော်ဝင်းစီကထွက်လာတဲ့ body shot ခန္ဓာကိုယ်ထိုးတဲ့လက်သီးချက်တွေဟာဒိုင်ဘက်ကိုတော်တော်လေးထိနာစေခဲ့ပါတယ်။အချီပြီးတဲ့အခါမှာတော့ကျော်စော်ဝင်းရဲ့တတောင်ရိုက်ချက်ကြောင့်ကွန်မောင်ဝင်းမျက်နှာမှာသွေးရည်ဖုံးသွားခဲ့ပါတယ်။ဘလူးရှုတော့အချီချင်းဒုတိယအချီဟာကျော်စော်ဝင်းရဲ့အတွက်အမှန်အများဆုံးရတဲ့အခြေတစ်ခုပါနောက်ဆုံးတတိယအခြေကုန်ရောက်မှာတော့နှစ်ယောက်လုံးတရားတွေနဲ့ပင်ပန်းနေခဲ့ပေမယ့်ကျော်စော်ဝင်းရဲ့မကုံကိုတိမှတ်ပြပါမယ်တတိယချီမှာတော့တရားကြောင့်ဆရာဝန်ကကျော်စော်ဝင်းကိုစစ်ဆေးခဲ့ရပေမယ့်စတိုးခွင့်ရတာနဲ့ကျော်စော်ဝင်းကကျိုးဝိုင်းလေကနေအပြက်ဖိပါတော့တယ်ဒီချိန်မှာကွန်မောင်ဝင်းကအထိမခံရတော့ပဲကျိုးဝိုင်းပတ်ပြင်းနေရတဲ့အနေထားပါထိရောက်တဲ့အကွက်တွေ damage တွေနဲ့ body lock တွေစက်တိုင်လုံနိုင်ကြတာကကျော်စော်ဝင်းဖြစ်ပါတယ်ဒါပေမဲ့ပွဲပြီးလို့ဒိုင်ဆုံးဖြတ်ကိုရောက်တဲ့အခါမှာတော့ကျမတို့မြန်မာဖိုက်တာတွေထုံးစံအတိုင်းပဲထိုင်းပြည်မှာပန်းလိုက်ခံလိုက်ရပြန်ပါတယ်။တိုင်တယောက်ကကျော်စွာဝင်းကိုပေးပေမဲ့ကျန်တယောက်ကထိုင်းဖိုက်တာကိုပေးလိုက်တဲ့အတွက် split decision နဲ့ကျော်စွာဝင်းနှမျောစရာကတ်ရှုံခဲ့ရပါတယ်။ One Championship လို့ဖွဲ့စည်းခြင်းမှာ damage ကိုဦးစားပေးတယ်ဆိုပေမဲ့တကယ်တမ်းမှာအင်ရှင်ကိုပဲဦးစားပေးသွားတာလားဆိုတာမြန်မာပြည်သက်တွေကြားမှာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်နိုင်ငံအတွက်သွေးတန်ရရင်နဲ့အကောင်ဆုံးပေးဆက်ထိုးသက်သွားခဲ့တဲ့ကျော်စွာဝင်းကိုတော့အားလုံးကလေးစားဂုဏ်ယူနေမှာသိကြပါပဲ။ဂိမ်းပြည်သက်ချင်းရောဒီပွဲရလက်အပေါ်မှာဘလို့မြင်ကြပါလဲ။ကျော်စွာဝင်းကပဲနိုင်နဲ့ထိုက်တန်တယ်လို့ထင်လားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။